နိုင်ငံတနိုင်ငံရဲ့လွတ်လပ်မှုခရီးစဉ်ဟာတခါကရမှာအလွန်ရှည်လျားပြီးခက်ခဲတတ်ပါတယ်။အောင်မြင်မှုတစ်ခုရရှိပြီးနောက်မှာတောင်မှနိုင်ငံရဲ့ဂုဏ်သိက္ခာကိုအခိုင်အမာကာကွယ်ရတဲ့အချိန်တွေရှိပါတယ်။နိုဝင်ဘာ9ရက်မှာပါနာမာနိုင်ငံသားတွေဟာသူတို့ရဲ့လွတ်လပ်ရေးအိမ်မက်ကိုခိုင်မာအောင်လှုပ်ဆောင်ခဲ့ရပါတယ်။နိုဝင်ဘာ3ရက်နေ့မှာကိုလံဘီယာဘက်နေခွေးထွက်ကြောင်းချညာပြီးနောက်ကိုလံဘီယာစစ်တပ်ဟာကော်လန်ကိုလွန်မြို့ကိုပြန်လည်သိမ်းပိုက်ထိုးချိုးစားခဲ့ပါတယ်။သို့တော့ပါနာမာဗီဒိုတွေရဲ့စုစည်းညီညွတ်မှုနဲ့အမားခိုင်တပ်ဖွဲ့ဝင်တွေရဲ့တတိရှိတဲ့ခုခံကာကွယ်မှုကြောင့်ကိုလံဘီယာစစ်တပ်ဟာနောက်ဆုံးမှလက်လျှော့ပြီးစွတ်ခွာသွားခဲ့ရပါတယ်။ဤနေ့ကိုကော်လန်မြို့ရည်တည်မှုနဲ့ကော်လန်ဒေးသို့မဟုတ်နိုင်ငံတော် consolidation နဲ့အထက်ပါနာမာမှာဂုဏ်ပြုဆင်နွှဲချပါတယ်။လက္ခဏာပြီးလွတ်လပ်ရေးကိုအခိုင်အမာထိန်းသိမ်းကာကွယ်ခြင်းဤသင်္ကေတဖြစ်ပြီးပြည်သူများ၏စိတ်ဓာတ်ခွန်အားအောင်ပွဲခံခြင်းနဲ့အမျိုးသားရေးစည်းလုံးမှုကိုပြတ်ပြတ်သားသားတတိပေးနေပါတယ်။တင်အရေးကြီးကာကွယ်ခဲ့ရတဲ့ကိုပိုင်အောင်မြင်မှုတစ်ခုအကြောင်းကိုမှတ်ချက်မှာပြောပြပေးခဲ့ဦးနော်။